ပိုင်းဆိုင်ရခြင်းဆုံးချုံရခြင်းဆိုတာမမြဲသောအနိစ္စကိုမပိုင်နဲ့သင်္ခါရတရားတွေကတရားပြနေပါလားလို့ဝိပဿနာတင်ရှုကြည့်ပေမဲ့ကိုတွေကလည်းပါရမီဓာတ်ခံအားနည်းခဲ့တဲ့သူမို့ဉာဏ်စင်ကတော့တက်မလာခဲ့ပါဘူးပစ္စည်းဥစ္စာပိုင်ဆိုင်မှုခိတွယ်မှုတန်ရောစင်နေဆိုတာတနည်းကြရင်ပျက်စီးရမယ်ဆိုတာသိနေပေမဲ့လေအခုလိုအရှိန်မတန်ကြီးပျက်စီးရတော့စိတ်မကောင်းဖြစ်မိတာပေါ့တဘာဘာဘီဆိုတာကဘယ်သူမှလွန်ဆန်လို့မရပါနဲ့ဖြစ်လာသမျှကိုတော့အကောင်းဆုံးရင်ဆိုင်ကြောဖြတ်သွားယူရရှိတော့တာပေါ့မလွတ်တာတော့ငလျင်မိတဲ့ကြောက်စရာကျူတင်ကလည်းမသိပါကာကွယ်လို့လည်းမရတာအရာရာဆုံးရှုံးနေတာကံချမရဲ့မတရားလိုက်တာမိနေပိုင်းရဲ့အနေငယ်နဲ့ပျက်စီးရများစွာခန္ဓာနောက်တစ်ချိန်မှထွန်းလင်းတော့မဲ့သာသနာကျင်ညာချွေလွင်ရဲ့ရှာအနာဂတ်ရဲ့ကလေးငယ်လေးတွေကိုယူနေပေါ်ဆုနေမွေရမန္တလေးမြို့ရဲ့ကုန်းချက်တရေဆောင်မြို့ရိုးကြီးလည်းပါစကိုင်းတရားဟောင်းလည်းပါရာဇဝင်အဆက်ဆက်ထင်ရှားရဲ့ရွှေဆိုင်ရဖျားလည်းထင်းမြေခရှာကူပါကဲပါလူပါအရေးမဲ့သွားရဲ့မိသားစုနဲ့အသက်မဲ့သွားတဲ့လူသားတွေအတွက်မနှုတ်တာချင်း